င်္ဂလာပါအခုကျွန်တော် Veteran GB 200အတန်ချိန်တဲ့နီးလေးပေါ့နော်အတန်ချိန်တဲ့နီးဆိုရင်ကျွန်တော်အတန်တော့ထပ်ပြမှာမဟုတ်ပါဘူးဒီဘယ်လိုပြောမလဲအတန်ချိန်လို့ရှိရင်ဘယ်လိုလဲကျွန်တော်တို့ control လုပ်ပြီးချိန်လို့ရတယ်ဆိုတာကိုအဓိကပြသပေးမှာဖြစ်ပါတယ်သူ့မှာပါတဲ့အပိုင်းကကျွန်တော်တို့ခလုတ်တွေကြည့်မယ်ဆိုဒီဘက်မှာခလုတ်တွေအများကြီးပဲပါတယ်ပေါ့ဗျာဒီထဲမှာကျွန်တော်အရေးကြီးတဲ့ခလုတ်လေးတွေကျွန်တော်ပြောမယ်ဒီ back ဆိုတဲ့ဟာလေးရှိမယ်ဒီ back ဆိုတဲ့ဟာလေးကကျွန်တော်တို့တစ်ခုခုကိုဝင်ပြီးသွားရင်နောက်ကိုပြန်ထွက်ချင်ဒီကောင်းလေးနဲ့ထွက်လို့ရတယ်ပြီးရင်ဒီ clear ကဒီ6လုံးပေါ့နော်ဒီမှာ volume တို့ gain တို့တော့ preset တို့ပြီးရင် base တို့ middle တို့ travel တို့ဒီကောင်းလေးကတော့ amp ကိုကျွန်တော်ဓာတ်ရိုက်ချိန်နေတဲ့အခါမှာသုံးတာဖြစ်တယ်ပြီးရင်ဒီအောက်မှာကျွန်တော်တို့ဒီ effect ဒီ amp တွေကိုသူက channel တစ်ခုချင်းစီကိုသူကဒီမှာကျွန်တော်တို့ဟောလေးပေါ့နော် button လေးတွေတစ်ခုစီသူကထုတ်ပေးထားတယ်ဒါကတော့ကျွန်တော်တို့ shortcut ပေါ့နော်အမြန်ကျွန်တော်တွားလို့ရအောင်လုပ်ပေးထားတာဖြစ်ပါတယ်ဒီအောက်မှာကျတော့ကျွန်တော်တို့ဘာသာမှမပါတယ် knob လေး၃ခုပါတယ်အဲ့ဟာကဘာလဲဆိုတော့ကျွန်တော်တို့ဒီသူ့ရဲ့အပေါ်နော်သူဆိုလို့ရှိရင်လည်းသူ့ရဲ့အပေါ်သူဆိုလို့ရှိရင်သူ့ရဲ့အပေါ်မှာရှိရဲကျွန်တော်တို့ control လေးတွေကိုတစ်ခါတည်းတန်းပြီးတော့နော်ချိန်ဖို့တက်ဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီကောင်ကပါတာခလို့ကျွန်တော်တို့အတန်ချိန်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီအတန်ချိန်လို့ရတဲ့နေရာတွေကိုဝင်ဖို့အတွက်ကဒီခလုတ်လေးကိုကျွန်တော်တို့တစ်ချက်ဖိနေလိုက်ရမှာဖြစ်ပါတယ်ဒီလိုဖိနေလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ signal chain ကိုကျွန်တော်မြင်ရပြီဒီဘက်ကသာအဝင်ဒါဂီတာနဲ့စလာတဲ့အတန်ပြီးရင်သူကဘာတွေကိုဘလို့တဆင့်စီဖြတ်သွားပြီးတော့ကျွန်တော်တို့ output ထွက်သွားမလဲဆိုတော့ပြထားတာဖြစ်ပါတယ်သူ့မှာနေရာအဖြစ်က1 2 3 4 5 6 9 10 10ခုနဲ့ volume တစ်ခုအားလုံးပေါင်း17နေရာပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုဒီ pattern လေးတွေမှာကတော့မီးလေးတွေလင်းတယ်မီးလင်းလို့ရှိရင်အဲ့ဒါကကျွန်တော်တို့ဒီဖွင့်ထားတယ်လို့သူကပြတာပေါ့နော်ဥပမာအခုဆိုရင်ကျွန်တော်တို့ဘာမှမချိန်ရသေးဘူးအလွတ်ကြီးဆိုတော့ဘာမှလည်းဖွင့်မထားဘူးအဲ့တော့ကျွန်တော်တို့ဂီတာအတန်ချိန်မှာဆိုတော့ဂီတာ amp ကိုတော့ကျွန်တော်တို့ကကျင်းစီဖွင့်ရပြီပေါ့နော်ဖွင့်ရပြီဆိုဂီတာ amp ကိုတော့ဖွင့်မှာမယ်ဆိုကျွန်တော်တို့ကဒီလိုလေးလှည့်သွားပြီးတော့ဒီပါရာလေးကိုလှည့်သွားပြီးတော့ကျွန်တော် amp မှာသွားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ on လိုက်လို့ရှိရင်လည်းရတယ်ဒီမှာ on off เนาะ on လိုက်ရင်တော့ amp လေးကတော့ million သွားမယ်အဲ့လိုပဲကျွန်တော်ဒီဘက်မှာ amp ရဲ့ button လေးကလည်း million သွားမယ်เนาะဒီမှာကျွန်တော် on off လုပ်တယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဥမာတခြားနေရာရောက်နေတယ်ကျွန်တော် amp ကိုတစ်ခါတန်းသွားခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့ amp clock လေးကိုကျွန်တော်တစ်ခါတန်းနှိပ်လိုက်ရင်ဒါဆိုရှင်ကျွန်တော်ဒီမှာ amp ကိုတန်းပြီးရောက်သွားမှာဖြစ်တယ်ရောက်သွားရဖြစ်တယ်ပြီးရင်ကျွန်တော်တို့အဲ့ amp clock ကိုပဲထပ်နှိပ်လိုက်ရင် amp လေးက on သွားမှာဖြစ်တယ်ဒါကတော့ပုံမြန်တယ်ပေါ့ဗျာဒီနည်းနဲ့ပဲကျွန်တော်ဆက်ပြသွားမယ်เนาะဒီပါရာလေးနဲ့တစ်ခုစီကျွန်တော်မလှည့်တော့ဘူးဒီနည်းလေးနဲ့ပြန်သွားမယ်ဒါဆိုရင် amp ကိုကျွန်တော် on ပြီးသွားပြီဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် amp အတန်စထွက်ပြီအဲ့တော့ကျွန်တော်တို့က amp နေမှာဒီမှာရွေးလို့ရပြီဘယ် amp ကိုထားခြင်းလာလဲပေါ့နော်ဘယ် amp ကိုထားခြင်းလဲကျွန်တော်တစ်ခုခုရွေးလိုက်မယ်အဲ့တော့ဒီ G 120C ရဒါလေးကိုရွေးလိုက်ဒါဆိုရင်ကိုယ့်ရဲ့ amp လေးကဒီ amp ဖြစ်သွားပြီဒီ amp အတန်ထွက်ပြီပေါ့နော် amp ထွက်ပြီဆိုတော့ကျွန်တော်တို့ amp ရဲ့နောက်မှာကျွန်တော်တို့ speaker လိုတယ် speaker ဆို cabinet ပေါ့နော် cabinet လိုတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ amp ပြီးရင်ဒီဘက်မှာ cabinet ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင် cabinet ကိုတန်းရောက်သွားပြီ cabinet ကမ on သေးဘူး on ရင်ထပ်နှိပ်လိုက်မယ် on သွားပြီပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ cabinet ကိုဘယ် cabinet ရွေးမလဲပေါ့နော်ဒီမှာဘယ် speaker cabinet ကိုကျွန်တော်တို့ရွေးမလဲရွေးပြီးတော့ကျွန်တော်နှိပ်လိုက်ရုံပဲပြီးလို့ရှိရင်ကျွန်တော်တို့အခုချိန်တဲ့အခါမှာကျွန်တော်ဒီဘက်မှာချိန်ရတာ cabinet က volume လို့နော် high cut ဒီ low cut တွေလုံးမလားဒီမှာလုံးချင်ရင်လုံးပေါ့နော်စိုက်မြင်ဘလောက်frequency ကို cut လုပ်မှာလဲပေါ့နော်စသဖြင့်ချိန်လို့ရတယ် amp မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ amp ကိုနှိပ်လိုက်မယ် amp ကိုရောက်သွားမယ် amp မှာဆိုလို့ရှိရင်ကျွန်တော် amp ရဲ့ gain နော်သူ့ရဲ့ control ကသူပဲသူ့ရဲ့ control ကသူပဲသူ့ရဲ့ control ကသူပဲအရင်လွယ်ပါတယ်နော်ပြီးရင်ကျွန်တော်ဒီဘက်မှာအစက်ကလေး20ရှိတယ်အဲ့လိုအလုံးလေးနှလုံးအစက်ကလေး20ပြထားတာကကျွန်တော်တို့သူ့ရဲ့နောက်မှာ page တစ်ခုရှိသေးတယ်ဆိုတော့ပြတာအဲ့ page ကိုသွားခြင်းရင်ကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ရင်အဲ့ page ကိုရောက်သွားပြီရောက်သွားတဲ့အခါဒီမှာ travel နဲ့ bright နဲ့ဒါapp တစ်ခုနဲ့တော့တူမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသွားမယ်တချို့ app နေဆိုလို့ရှိရင်လည်းသူစာမျက်နှာ3မျက်နှာစာလောက်ရှိတယ်အလုံးလေး3လုံးပြတယ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီမှာ app ကိုတခြား app တစ်ခုရွေးလိုက်ပြီဒါဆိုနှလုံးဒါဆိုရင်ကျွန်တော် app မှာဒီမှာ gain
3ချိန်လို့ရမယ်။ gain 2ချိန်လို့ရမယ်ပြီးရင်သူ့နောက်မှာရှိသေးတဲ့ setting ကိုထပ်ချိန်ရင်ဒုတိယ page ကိုသွားလိုက်ရင်ကျွန်တော်ဒီမှာ3နောက်တစ်ခုပြီးရင်မှာ volume ပဲဒါကတော့ m တစ်ခုနဲ့တစ်ခုနဲ့မတူဘူးเนาะစသဖြင့်ကျွန်တော်တို့ဒါချိန်လို့ရတယ်ဒီလိုပဲကျွန်တော်တို့ channel ဟာကြီးလေအကုန်လုံးဒီတိုင်းပဲဥပမာကျွန်တော်တို့ m ရဲ့ရှေ့မှာဆိုရင် distortion တွေ distortion တွေအခုကပိတ်ထားတယ်ပေါ့နော်ကျွန်တော်တို့ဖွင့်ကျင်တယ်ဆိုရင်ဒီမှာသွားပြီးတော့ကဲဒီမှာ distortion တွေမှာဒါလေးကိုနှိပ်လိုက်ရင် distortion ကိုရောက်သွားမယ်နော်ဒါလေးကိုနှိပ်လိုက်ရင် m ကိုရောက်သွားမယ် distortion ကိုရောက်သွားမယ်မပွင့်သေးဘူး distortion ထပ်နှိပ်လိုက်တယ် distortion တွေကပွင့်သွားပြီပွင့်သွားရင်ကျွန်တော်တို့ဒီမှာကဲ distortion တွေကိုပါထားမှာလေပေါ့နော်ကိုထားခြင်းတဲ့ဟာထားလိုက်မယ်ရွေးလိုက်မယ်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရွေးသွားပြီရွေးပြီးတော့ရှင်ဒီ distortion ကိုမှကျွန်တော်တို့က gain ဘယ်လောက်ထားမှာလဲvolume ကဘယ်လောက်ထားမှာလဲပြီးလို့ရှိရင် base ဘယ်လောက်ထားမှာလဲပြီးလို့ရှိရင်သူ့ရဲ့ဒုတိယစာမျက်နှာဆက်သွားမယ်ပြီးရင်ကျွန်တော်တို့ meter ဘယ်လောက်ထားမလဲ travel ဘယ်လောက်ထားမလဲပေါ့နော်ဒါတွေကျွန်တော်တို့ချိန်လို့ရပြီအကုန်လုံးကဒီတိုင်းပဲခင်ဗျအကုန်လုံးချိန်ကြီးရတာပဲအဲ့မဲ့ချိန် delay တွေ revert တွေdistortion တွေစသည်ဖြစ်မှာနော်ဘာပဲချိန်ကျွန်တော်ဒီတိုင်းပဲအဲ့တော့အခုကျွန်တော် delay လေးထည့်ချင်တယ်ဆိုဒီမှာ delay clock ဒီ delay clock ကိုကျွန်တော်နှိပ်လိုက်ပြီ delay နဲ့အောင်တန်းရောက်သွားပြီဒါပေမဲ့ delay ကမပွင့်သေးဘူးနောက်တစ်ချက်ထပ်နှိပ်လိုက်ရင် delay လေးကပွင့်သွားပြီဒါဆိုရင်ကျွန်တော်တို့ဒီ delay တန်လေးတွေစထွက်လာပြီအဲ့ချိန်မှာကျွန်တော်တို့ကဒီမှာဘယ် delay အမျိုးအစားကိုကျွန်တော်သုံးပါလဲပေါ့နော်အဲ့ဒီမှာကျွန်တော်ရွေးလို့ရပြီပင်းပေါင်ရွေးလိုက်ပြီးရွေးပြီးရှင်ကျွန်တော်တို့ဒီမှာ delay ရဲ့ဒါဟို miss လုပ်တယ်ဆိုတာ delay အတန်ကိုဘယ်လောက်ထားချင်တာလဲသူ့ရဲ့ time ပေါ့နော် time ရှိတယ် feedback ဘယ်လောက်ထားချင်တာလဲပြီးတော့ဒုတိယ assignment နဲ့သွားရင်ထပ်နေဒီမှာကျွန်တော်ဆက်ပြီးတော့ setting နဲ့ဆက်ပြီးချိန်လို့ရတယ်ဒါကအကုန်လုံးအတူတူပဲသွားပုံသွားနည်းအကုန်အတူတူပဲကိုကအောင်မှာ delay လေးပိတ်ရှင်တယ်ဆိုရင် delay ကိုတစ်ချက်ပြန်နှိပ်လိုက်ရင် delay ကပိတ်သွားတယ်စသဖြင့်ကိုကဒီမှာ revert လေးဖွင့်နေတယ်ဆို revert ကိုနှိပ်လိုက်ရင် revert ကိုတက်ရောက်သွားမယ် delay ကိုနှိပ်လိုက်ရင် delay ရောက်မယ် revert နှိပ်လိုက်ရင် revert ရောက်မယ် revert ကိုထပ်နှိပ်လိုက်ရင် revert ပွင့်သွားမယ်အဲ့ချိန်မှာကိုကဘယ် revert ကိုထားမှာလဲ hold ထားမှာလား crash ထားမှာလား play ထားမှာလား spring revert ထားမှာလားစသည်ဖြင့်ပေါ့နော်ဒီမှာကျွန်တော်တို့ရွေးလိုက်မယ်ဘာသာခလုတ်လေးကိုနှိပ်လိုက်ဒါဆိုရင်ရွေးပြီးသားဖြစ်သွားပြီအောက်မှာ control လုပ်မယ်ပေါ့ဗျာဒါပဲအကုန်လုံးဒီထဲမှာကျွန်တော်နည်းနည်းဟိုထူးခြားတာတစ်ခုကဘက်ပြန်ထွက်လာရင်ကျွန်တော်ဒီအရာပြင်ရမှာထူးခြားတာတစ်ခုကကျွန်တော်ဒီ signal chain ကိုသူကပြင်လို့ရတယ်သူ default ထည့်ပေးထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဥပမာထားပါတော့ကျွန်တော်တို့ noise gate ကိုဟိုရှေ့ဆုံးပို့ချင်တယ်ပို့ချင်လို့ရှိရင်ကျွန်တော်တို့ noise gate ကိုသွားလိုက်မယ် noise gate ကိုသွားလိုက်မယ်သွားလိုက်ပြီးရင်ကျွန်တော်တို့ဒီ para clock လေးကိုတစ်ချက်နှိပ်လိုက်ရင် noise gate တွေဝင်သွားပြီ noise gate က control လုပ်တာဖြစ်သွားပြီအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ back ပြန်ထွက်သူ့ကိုကျွန်တော်တို့ကဒီမှာ para clock လေးကို long press ပေါ့နော်ဖိထားရမယ်ဖိထားခြင်းဒီမှာဒီနေရာရောက်သွားပြီဘာလဲဆိုတော့ manage signal chain เนาะ signal chain ကိုကျွန်တော် manage လုပ်ဖို့နေရာရောက်သွားပြီအဲ့ချိန်ကျရင်ဒီမှာ move တဲ့เนาะဒါကတော့ on off လုပ်မလားเนาะ on off ပေါ့เนาะ on off ဒါကတော့ mute လုပ်မလားပေါ့เนาะသူ့ပိတ်ထားမလားဒါ move ပေါ့เนาะ move ဆိုတော့နေရာမှာကျွန်တော်ရွှေ့လို့ရပြီဒီမှာတွေ့လားအတုံးလေးကနေရာရွေ့သွားပြီကိုယ်ထိတ်ဆုံးမှထားခြင်းလဲဆိုထိတ်ဆုံးမှရောက်သွားပြီဆို okay ဒါကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်သူထိတ်ဆုံးရောက်သွားပြီနော်ပြီးရင်ကျွန်တော်တို့ကဟိုတခြားဟာကိုပေါ့နော်ဥမာဒီဥမာကျွန်တော်တို့ဒီ distortion ကိုကျွန်တော်ဒီဝါရဲ့ရှေ့မှာသွားထားခြင်းလဲဆိုသူ့အကြာကြီးဖိထားလိုက်ဒါဆို move လုပ်လို့ရမယ့်နေရာကိုရောက်လာပြီအဲ့ဒီညကျွန်တော်တို့ကရွှေ့လို့ရပြီပေါ့နော်အကြာကြီးဖိထားလိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ manage signal chain နဲ့ဝင်သွားပြီဆိုရင်ကျွန်တော်တို့က move ပေါ့နော် move ဆိုတော့သူ့ရဲ့အောက်က clock ကဒီ clock အဲ့တော့ကျွန်တော်ဒီမှာရွှေ့မယ်ဒီမှာရွှေ့လို့ရပြီပြီးရင်ကျွန်တော်ဒီမှာတစ်ချက်နှိပ်လိုက်ပြီဒါဆိုရင်ကျွန်တော်ရွှေ့ထားတဲ့အတိုင်းနေရာလေး signal chain တွေကပြောင်းသွားပြီပြီးရင်ကျွန်တော် back ကိုပြန်ထွက်လို့ရှိရင်ဒီမှာဒီတိုင်းရောက်သွားပြီဒါဆိုရင်ကျွန်တော်ခုနချိန်ထားတဲ့အနေအထားကိုရောက်သွားပြီအဲ့ချိန်မှာကျွန်တော်တို့ကဟိုသိမ်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ shape clock ကိုနှိပ်လိုက်မယ် shape clock ကိုနှိပ်လိုက်ပြီးရင်ကိုသိမ်းနေတဲ့နေရာကိုရွေးရမယ်ကိုသိမ်းနေတာဥမာ 33B မှာလား 33C မှာလား 33C မှာရွေးချင်တယ်ဆို 33C ကိုထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ clock ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီဘက်မှာနာမည်เนาะကိုဘယ်လိုသိမ်းနေလဲဆိုနာမည်ကိုသိမ်းဖို့တော့ဒီမှာရွေးဖို့နေရာရောက်လာပြီဒီဘက် not 1ကတဲ့ဒီမှာ letter တဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစာလေးပေါ့နော်
ဒီမှာ ABCD စာတွေဟိုမှာလိုက်ပြောင်းသွားပြီနော်ပြောင်းသွားပြီနော်ဟိုမှာထားလိုက်ပါတော့ကျွန်တော်တခုခုပေါ့နော်ဒီထားလိုက်ဒါဆိုရင် okay ပြီးရင်ကျွန်တော်ဒုတိယစလုံးပြောင်းနေတယ်ဆိုဒီကောင်လေးကိုကျွန်တော်မှဒုတိယစလုံးဒါကားစားဒုတိယစလုံးပြောင်းနေတယ်ဆိုဒီကားစားလေးကိုရွှေ့မယ်နော်ဒါကိုပြောင်းပြင်းနေတဲ့နေရာလေးကိုရွှေ့မယ်ရွှေ့ပြီးရင်ဒီမှာကျွန်တော်စလုံးပြောင်းနေတယ်ဆိုစလုံးဒီမှာကျွန်တော်လိုက်ရွှေ့မယ်နော်ဒီမှာအကြီးရောအသေးရောရတယ်ဟိုဘက်ဆက်ရွှေ့သွားရင်အသေးတွေပါရတယ်နော်အသေးတွေပြီးရင်ခဏနော်တင်းနေတောင်းနေမှာခဏလေးပါရတယ်နော်ဒီထဲမှာကိုကကိုလိုချင်သလိုကိုမှာစလုံးစာလေးရေးပြီးရင်ကျွန်တော် shape ကိုထပ်နှိပ်လိုက်လို့ရှိရင်ဒီကောင်ကဒါ33 C မှာခုနကျွန်တော်တို့ချိန်ထားတဲ့ setting ကျွန်တော်ချိန်ထားတဲ့အတန်က save ဖြစ်သွားပြီခင်ဗျဒါဆိုရင်ကျွန်တော်သိမ်းသွားပြီပေါ့နော်အတန်ထွက်ပြီးတော့ချိန်ပြတာတော့ကျွန်တော်ဒီဟောပေါ့နော်ဒီကွန်ပျူတာနဲ့ချိန်တဲ့အခါမှာတော့ကျွန်တော်ပြပေးမယ်အခုကတော့လက်ကလည်းနှစ်ဖက်စလုံးလည်းမအားဘူးလေတစ်ဖက်ကလည်းဖုံးနဲ့ရိုက်ရတယ်တစ်ဖက်ကျတော့လေဒီမှာနှိပ်ပြရတယ်ဆိုတော့ကျွန်တော်ဂီတာကင်ပြီးတော့တီးပြဖို့အဆင်မပြေဘူးဖြစ်နေတယ်ခင်ဗျအားလုံးပဲကျေးဇူးပါခင်ဗျ